မင်္ဂလာပါကျွန်တော်မင်းကုန်းပါကျွန်တော်တို့ဒီနေ့အားလုံးသိကြတဲ့အားလုံးချစ်ရတဲ့မင်းသားမင်းမော်ကွန်းကိုကျော်ရဲ့မွေးနေ့ဖြစ်ပါတယ်ကိုကျော်ကဒီနှစ်ကြာရောက်မဲ့သူ့ရဲ့မွေးနေ့မှာအမတ်တရအနေနဲ့မွေးနေ့ကမ်ပိန်းလေးတစ်ခုပြုလုပ်နေတာရှိပါတယ်ဒီကမ်ပိန်းလေးရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့တိုင်းပြည်လူမျိုးရေးအတွက်စစ်အာဏာရှင်စနစ်စိုးကိုတွန်းလှန်တိုက်ခိုက်ရင်းရှေ့တန်းမှာဒဏ်ရာရခဲ့ကြတဲ့ PDF ရဲဘော်တွေအတွက်ခြေတုလက်တုတက်ဆင်ပေးဖို့အတွက်ရည်ရွယ်ထားတဲ့ကမ်ပိန်းလေးဖြစ်ပါတယ်ဒီမွေးနေ့ကမ်ပိန်းလေးကို target အဖြစ်မြန်မာကျပ်ငွေ3,500ထားပြီးတော့ဖော်ဆောင်နေတာဖြစ်ပါတယ်ဒီနေ့ဆိုရင်ကိုကျော်ရဲ့မွေးနေ့လည်းဖြစ်တယ်လို့ကမ်ပိန်းရဲ့နောက်ဆုံးနေ့လည်းဖြစ်ပါတယ်ကျွန်တော်တို့သတ်မှတ်ထားတဲ့ campaign target ပြည့်မီဖို့ဆိုတာလဲ 16% လောက်သာကျန်ရှိနေတာဖြစ်ပါတယ်ကျွန်တော်အားလုံးချေရတဲ့မင်းသားမင်းမော်ကွန်းကိုကျော်ကိုမွေးနေ့လက်ဆောင်ပေးရင်သူ့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ဖော်ဆောင်နေတဲ့ campaign လေးအတိုင်းဒဏ်ရာရရဲဘော်တွေကိုခြေတုလက်တုတက်ဆင်ပေးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ campaign နောက်ဆုံးနေ့မှာကိုကျော်ရဲ့မွေးနေ့လေးမှာလိုအပ်နေတဲ့ပမာဏလေးကိုပြည့်မီသွားအောင်အားလုံးအတူတူပူးပေါင်းပါဝင်ပေးကြဖို့ကျွန်တော်အနေနဲ့ထပ်မံတိုက်တွန်းလို့ဆိုပါတယ်ကိုကျော်ရဲ့မွေးနေ့ campaign လေးကိုကျွန်တော်စီကနေတစ်ဆင့်ပါဝင်အားဖြည့်မယ်ဆိုရင်မြန်မာကျပ်ငွေစင်ကာပူဒေါ်လာထိုင်းဘတ်ဩစတြေးလျဒေါ်လာတို့နဲ့ဓာတ်ရိုက်ပါဝင်အားဖြည့်လို့ရပါတယ်ကဲအားလုံးဒီနေ့ကိုကျော်ရဲ့မွေးနေ့လေးမှာကိုကျော်ပြုလုပ်နေတဲ့မွေးနေ့ campaign လေးကိုသတ်မှတ် target ပြည့်မီအောင်အားလုံးအတူတူပူးပေါင်းပါဝင်ပေးကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်